အခုဘယ်လောက်ထိဆူတောင်းလဲတော့မသိဘူးအမေ Joshua Van ဆိုတာ if UFC မှာ UFC ကြောင့်မပြောဆိုပါလာပြန်ပြီမကြည့်တော့ပါဘူးဒါပေမဲ့တခါကြည့်ဖြစ်တာလဲတခါငါတို့မြန်မာပြည်သားဆိုကြည့်ဖြစ်လိုက်တာပါဒီကောင်လေးမထင်ရဘူး UFC မှာပါလာပြီနော်အခုပါလာပြီအခုမကြခင် तू ကပတ်တွေပါရတော့မှကျွန်တော်ယုံကြည်တယ်မြန်မာပြည်သားထဲမှာပါလာပြီနော်ပါလာပြီကိုယူတယ်ကျွန်တော်ကတော့အာဆီယံလည်းလက်ဝဲကိုယူကြလားယူတယ်ဘာပဲဖြစ်ကွာကျွန်တော်တရားဟောချက်ပြင်နေနဲ့ Joshua Van ဆိုတာတက်လာတော့ခဏကိုတော်လို့ခဏလေးနော်ရေးလေအခုကျွန်တော်လည်းကစားတယ်ကျွန်တော်ဒါပေမဲ့ထိုးဖို့မဟုတ်ဘူးရှမ်းပါရေးကျွန်တော် Monday မှာကျွန်တော် gym ဆော့တယ် trainer နဲ့ Monday မှာ gym ဆော့တယ် Tuesday မှာကျွန်တော်မွေထိုင်းလုပ်တယ်ကျမ်းပါရေး Wednesday မှာ gym ပြန်ဆော့တယ် Thursday မှာမွေထိုင်း Friday မှာ gym ပြန်ဆော့တယ် Saturday ကြတော့ Saturday Sunday ကကျွန်တော်ကဒီ Monday to Friday ကတော့ ministry ပေါ့ ministry Saturday Sunday ကတော့ကျွန်တော်ဘုရားရှင်အတွက်တည်တံ့ကျွန်တော်ပြန်ပေးပြီးတော့လုပ်တယ်ချိန်ပြန်ယူတယ်အေးဆေးချိန်တခြားနေ့တွေအရင်လှုပ်ရှုပ်တယ်အေးဆေးချိန်မယူနိုင်ဘူးအနည်းဆုံးနိုင်ဝက်တနာရီလောက်ပဲ view နိုင်တယ်တခြား Monday to Friday ဒါပေမဲ့ Saturday Sunday ကတော့ကျွန်တော်ကလုံးဝအဲ့ဒီနေ့မှချိန်မယူရင်ကျွန်တော်တို့ဘုရားမှုတော်မဆောင်တော့နဲ့ပြီးသွားပြီဟုတ်လားကြောက်ပြရှင်Saturday Sunday မှာအားရပါရဖယားနဲ့အချိန်မယူဆိုရင်ကြပြမှုတော့မဆောင်တော့နဲ့ရှောက်ပြောတာဖြစ်ကုန်နေမယ်လူတွေပြောင်းလဲမှာလည်းမဟုတ်ဘူးအရေးကြီးတာကလူပြောင်းလဲဖို့တရားဟောကောင်းဖို့မဟုတ်ဘူးလူပြောင်းလဲဖို့ကျွန်တော်တရားဟောကောင်းဖို့နာမည်ကြီးတော့ဒီနေ့တေဝါလဲဖယားခင်ရှင်မှာလကားပဲကျွန်တော်အရင်တရားဟောကောင်းခဲ့ပါတယ်ဖေးနင်းအဖြစ်လူနဲ့ပြောင်းလဲတယ်လူပြောင်းလဲတော့မသိဘူးကျွန်တော်တရားဟောတော့ရေးလဲလူတွေကိုကတော့ရတာထင်တာပဲမရဘူးအဲ့ဒါကျွန်တော်လူတွေကြက်မကြက်ရေးမကြည့်ဘူးနေ့အတိုင်းလူတွေပြောင်းလဲနေတာကျွန်တော်လိုချင်တယ်ဒါပဲအဓိကလူပြောင်းလဲမှဖြစ်မှာဗျာလူပြောင်းလဲမှဖြစ်မှာဒီဖျားကြောင်းထဲမှာငုတ်တုတ်ထိုင်တော့ငရဲသွားမဲ့အဖွဲ့တွေလည်းရှိနိုင်တယ်ဒါသတိထားရတယ်ရှိတယ်နော်ညီကောင်မောင်တို့ရှိတယ်ခင်ဗျားတို့စိတ်ပူလားမပူလားမသိကျွန်တော်ပူတယ်မြတ်စင်းသားတို့သမီး10ယောက်တယ်9ယောက်ကမိကွက်ရှိတယ်နော်9ယောက်လည်းမိကွက်ရှိတယ်9ယောက်မှလည်းမိကွက်ရှိတယ်ဒါပေမဲ့စီမရှိဘူးစီမရှိတာဘယ်သူသိလဲဘယ်သူမှမသိဘူးသူတို့ပဲသိတာစဉ်းစားကြတို့သမီး10ယောက်မှာ9ယောက်ကစီရှိတယ်9ယောက်ကစီမရှိဘူးဘုရားကျောင်းထဲမှာထိုင်တဲ့လူတွေထဲမှာစဉ်းစားကြတချို့ကစီရှိတယ်တချို့ကစီမရှိဘူးဒါပေမဲ့အပြင်ပန်းကြီးလိုက်ရင်အကုန်လုံးကတို့သမီးကမအပြင်ပန်းကအားလုံးပါလဲတို့သမီးဆိုတော့တို့သမီးလိုနေတာပေါ့တတန်လေးနဲ့စတိုင်လေးနဲ့ဟာလေလုယာဖွယ်တယ်အားလုံးပုံစံတော့ရေးလေတို့သမီးရုပ်လေးပြနေတယ်ကွာမိကွာလေးနဲ့ကင်လာတော့အားလုံးပါလဲဒါဖယားသားသမီးလေးတွေဒါပေမဲ့စီမရှိတဲ့အဖွဲဟာမိထွန်းလိုက်မိမလာတော့စီစရာဘာလဲတလားဝိညာဉ်တော်